တောက်ချာနေမွေးသူအလုံးမင်္ဂလာပါ2025ခုနှစ်မေလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာအကျန်းစီအောင်မြင်မယ်ဘဝတိုးတက်မှုရရှိမယ်မိကောင်းဆွေကောင်းထောက်ကူရမယ်အလုပ်တိုးတက်မယ်မထင်မှတ်သောဝင်ငွေရမယ်လုပ်ငန်းရေးရာအောင်မြင်မယ်ဘလောက်ခက်ခဲဒီကာလမှာဆောင်ရွက်တဲ့ကိစ္စတွေရဲ့ကောင်းသောအကျိုးဆက်ကိုရရှိလိမ့်မယ်တရက်နေ့ကတော့ထူးထူးခြားခြားကောင်းခြင်းစင်ပြေခြင်းနဲ့လိုရာပြည့်စုံခြင်းတွေရှိမယ်နှစ်ရက်နေ့တောင်ရက်ကိုဒီသွားစေနေရှိတဲ့နေ့12နိုင်နဲ့တနိုင်ခွဲတွင်သတိထားရမယ်လုပ်ငန်းတွေကိုတော့တိုးချဲ့တာအောင်မြင်မယ်3ရက်နေ့မှာဂတိစာချုပ်လက်မှတ်ထိုးခြင်းမပြုရအောင်ဂတိပြတ်တတ်တယ်စကားများတတ်တယ်4ရက်နေ့အရာရာဆင်ပြေမယ်ပြိုရသူတွေစမ်းပွင့်မယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းတဲ့ချုံမယ်5ရက်နေ့မှာခရီးကိစ္စဆင်ပြေမယ်အပြောင်းလဲနဲ့တိုးတက်မှုရှိမယ်6ရက်နေ့ကငွေကြေးကံကောင်းမယ်လက်ပွင့်မယ်လိုရာပြည့်စုံမယ်ဒါပေမဲ့မနေ့4နိုင်ခွဲနဲ့6နိုင်တွင်သွားလာနေထိုင်ကျူးဆက်မယ်အနေရှိတတ်တယ်ရှင်းမြောက်ရက်ကို2000အနေရှိတတ်တယ်9ရက်နေ့ကတော့ရံများမယ်အတိုက်ခံများမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဒီကာလအတွင်းတနင်္ဂနွေတောက်ကြစနေမွေးသူတွေကောင်းကျိုးပေးမယ်တနင်္လာဇာတာပတိနေ့မွေးသူများကြောင့်စိတ်နှောင့်ယှက်ဖြစ်မယ်နှစ်ခုကိုကနန်းကျိုးပေးတယ်အဖြူစိမ့်မီကိုရောင်တို့ကိုသုံးပြီးလိုရာကိစ္စဆောင်ရွက်နိုင်တယ်တပြေညွန့်ဖျားလူပြီးတော့အလိုရှိရာဆူတောင်းမှာဆူတောင်းပြပါနိုင်မယ်ကျေးဇူးတင်ပါတယ်